ရန်ကုန်သားနဲ့မန္တလေးသားမိုးဟင်းကစားတာဘယ်သူကဆရာပို့ကြလဲဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ပြောပြပေးသွားမယ်နော်စိတ်ဝင်စားရင်အဆုံးထိလိုက်ကြည့်ပြီးတော့ comment လေးတွေရေးခဲ့ဖို့လည်းတိုက်တွန်းလိုက်ပါတယ်နော်ရန်ကုန်သားကမန္တလေးကမိုးဟင်းကားဆိုင်အောင်ရောက်တဲ့အခါမှာမိုးဟင်းကားရန်ကုန်သားတစ်ပွဲဆိုပြီးတော့ဟမ်ဘာဘာနဲ့သူကခက်တီတီနဲ့သူကအဲ့လိုမျိုးမှားတတ်တဲ့အကျင့်ရှိတယ်ဒါဆိုဆိုင်ရှင်ကလည်းသဘောပေါက်ပြီးဒါမိုးဟင်းကားကိုအဖက်မများအရင်ပုံမှန်လေးနဲ့ဒါတစ်ပွဲချပေးလိုက်တော့ချပေးလိုက်ဆိုရန်ကုန်သားကလည်းfuture နဲ့တခါတည်းမုံကိုအားပါရစားပြီးတော့ခဏနေမုံကကုံသွားတော့တာပေါ့နော်အကုံသွားပြီဆိုလို့ရှိရင်သူကအဖက်မများအရင်နည်းနည်းသူစားတယ်ဆိုတဲ့ဟာကိုသူကကိုရင်ဝင်ကြွားနေသူကအဲ့လိုမကုံဖော်ပြလေးရှိမန္တလေးသားကျတော့သူကမန္တလေးမိုးဟင်းကားဆိုင်ဖြစ်တဲ့ကြောင့်မလို့သူကအထွေထူးတော့ပြောနေကြမလို့ပေါ့နော်ဒါရောင်းတဲ့သူကသူဘာမှမပြောဘူးမိုးဟင်းကားတစ်ပွဲမှာတယ်ဆိုလို့ရှိရင်ဟင်းရများများနဲ့အဖက်နည်းနည်းလေးနဲ့အဲ့လိုထည့်ပေးလိုက်လို့တာပေါ့မန္တလေးသားကျတော့တခါလေသူကအရေးများများနဲ့ဖြူရမှုတ်တော့ပြီးတော့ကုံသွားတဲ့အခါမှာတခါအရေးတခါထက်တောင်းစစ်တောင်းတာပေါ့နော်ဒါသူတို့ delay ပေါ့မန္တလေးရဲ့ delay ပြီးတဲ့ခါကျတော့အကုန်လုံးကောင်တောက်ပြီးဆိုတဲ့ခါကျတော့သူကလည်းကိုရင်ဝင်ကြတယ်ငါတို့မန္တလေးသားတွေအရေးပဲများများတောက်တာပေါ့မိုးဟင်းအစစ်တောင်းရတာငါတို့ရဲ့တဘာဝအရိုးရရင်ကျေးမှုဆိုပြီးသူကလည်းအဲ့လိုကိုရင်ဝင်ကြတယ်ကုံဖော်ပြီးတော့အဲ့လိုနေတတ်တဲ့အကျင့်လေးတွေဒါပေမဲ့သူနှစ်ယောက်ဘယ်သူဆရာကြလဲဆိုတော့ကျွန်တော်အခုမှအဖြေထုတ်မှာဒါပေမဲ့သူနှစ်ယောက်ကဘယ်သူဆရာကြလဲဆိုတော့တယောက်မှဆရာမကြသေးဘူးတကယ်ဆရာကြတဲ့လူကိုကျွန်တော်အခုထုတ်ဖို့ပြောပြသွားမယ်တကယ်ဆရာကြတဲ့လူကရန်ကုန်တစ်ပိုင်းမန္တလေးတစ်ပိုင်းနေဗျရန်ကုန်တစ်ပိုင်းမန္တလေးတစ်ပိုင်းဆိုတာဘာလဲဆိုတော့ရန်ကုန်သားနေပြီးတော့မန္တလေးကိုရောက်လာတာကြာတဲ့ခါကျတော့သူကရန်ကုန်တစ်ပိုင်းမန္တလေးတစ်ပိုင်းဖြစ်သွားတာသူရဲ့စိတ်ကအဲ့ခါကျတော့သူကမန္တလေးမွေးငါးဆိုင်မှာသူကမွေးငါးစားရမယ်ဆိုလို့ရှိရင်သူကလူရန်ကုန်သားပေါ့ရန်ကုန်သားဆိုတဲ့ခါကျတော့ရန်ကုန်သားတစ်ပွဲဆိုပြီးသူကမွေးငါးအဲ့လိုမှားရတော့တာအမှားဆိုလို့ရှိရင်ဟောဒါသူကရန်ကုန်သားပဲဆိုပြီးတော့သူမွေးငါးကိုမုတ်ဖက်မများနဲ့အရှိပုံမှန်လေးထည့်ပေးလိုက်တော့ထည့်ပေးလိုက်ခါကျတော့သူကရန်ကုန်သဘာဝပေါ့သူကအာပါနေဖက်ပြီးတော့တွေ့တော့တာတွေ့ပြီးသွားပြီဆိုလို့ရှိရင်ပြီးကနေကြလို့ဆိုရင်သူကဘယ်လိုဖြစ်လဲဆိုတော့ခါကျတော့သူကမန္တလေးမှာနေတာကြာတော့မန္တလေးစိတ်ကလည်းသူကမပြောက်တဲ့ခါကျတော့သူဟင်းရအပူတစ်ခါထက်တောင်းမြန်အောင်ဟင်းရခါထက်တောင်းမြန်ဆိုတဲ့ခါကျတော့ပထမတော့သူကမိုးဖက်မများတောင်းတာအခုတခါဟင်းရထက်တောင်းတဲ့ခါကျတော့ဟင်းရလည်းတခါမိုးဖက်နဲ့အရှင်ပြအောင်လိုက်လျောညီစီအောင်ဟင်းရထည့်ပေးရတယ်နော်ထည့်ပေးဆိုလို့ရှိရင်သူကဘယ်လိုဖြစ်သွားဆိုတော့အရင်များအဖက်များဖြစ်သွားအဖက်များကြီးများဖြစ်သွားဆိုတော့ခါကျတော့သူကကြတော့အတန်ဆုံးဖြစ်သွားတာ